ကဲဒီလိုလေးစဉ်းစားကြည့်ရအောင်ရှင်စူပါဆုပ်ကိုကျမလက်ထဲမှာအသစ်ဆက်$1တန်ငွေစကူလေးတရွက်ရှိတယ်ပေါ့ อืมအဲ့ဒီ$တန်ကိုလေးလန့်တင်မယ်စီကန်းကရိုးရိုးလေးမယ်များဆုံးဆေးပေးနိုင်တဲ့သူကအဲ့ဒီ$ကိုယူသွားယုံပဲလေ ဟုတ်ပြီအများဆုံးပေးတဲ့သူကရမယ်ပေါ့ ဒါပေမဲ့ထောင်ချုပ်တစ်ခုရှိတယ်ရှင်ဒုတိယအများဆုံးဈေးပေးခဲ့တဲ့သူကလည်းသူနောက်ဆုံးခေါ်ခဲ့တဲ့ဈေးအတိုင်းငွေပေးရမယ် ဟာပြီးတော့သူ့တို့ဘာမှပြန်မရဘူးသူညံ့မယ် ဒါဆိုရင်ဒုတိယလိုက်တဲ့သူကအလကားနေရင်ငွေဆုံးရှုံးမှာပေါ့ ဟုတ်တယ်ရှင်ဆိုတော့စဉ်းစားကြည့်လေ$တန်လေးတရက်တော့$နဲ့ပြား90လောက်ထိအရှုံးခံပြီးလေးလံဆွဲမဲ့သူရှိပါမလား အပြင်မကြည့်ရင်တော့ဘယ်သူမှအဲ့လောက်အရှုံးခံပြီးမမိုက်မဲလာဘူးလို့ထင်စရာရှိတယ်ဗျာ ဒါပေါ့ဘသူကအရှုံးခံခြင်းမှမလဲ ဒါပေမဲ့လေတကယ်လက်တွေ့ဆန်းစစ်မှုတွေလောက်ကြည့်တဲ့အခါတိုင်းလူတွေဟာ$တန်ကို$ထပ်ပို့ပြီးအမြဲတမ်းလေးလံဆွဲတက်ကြပါကိုအန်တော်ဝဲတွေ့ရတယ် အဲ့ဒါကတကယ်ကိုယူချင်စရာပဲနော်ဘာဖြစ်လို့လဲဆိုတော့ကိုကပြားကောင်းစင်နဲ့ဒုတိယနေရာရောက်နေတယ်ဆိုပါစို့ ဟုတ်ကဲ့ ပထမလူက$ခေါ်ထားတယ်ကိုကဆက်မတူရင်ကိုယ့်ရဲ့ပြားကောင်းစေကအလကားညင်ဆုံးရှုံးသွားတော့မှာလေ အတိအကျပဲအဲ့တော့ဆက်တိုးရတာ哦 ဟုတ်တယ်ပြားကောင်းစေအရှုံးခံမဲ့အစား$နဲ့10ပြားပေးပြီး$တန်ကိုယူလိုက်ရင်10ပြားပဲရှုံးတော့မယ်ဆိုတဲ့တွေးဝင်လာတာကို မှန်ပါတယ်အဲ့ဒီလိုနဲ့နေရတာအပြိုင်ရဲ့ဆိုင်စိတ်တင်ကြရင်$တန်ရဲ့တန်ဖိုးတဲ့အများကြီးကြော်လွန်းသွားကြတော့တာပဲဗျ ဒါတကယ်လက်တွေ့မှာတော့အဲ့လိုဖြစ်တယ်လို့လား ဒါဟာကျွန်တော်တို့နေ့စဉ်ဘဝနဲ့စီးပွားရေးလောကမှာမကြာခဏကြုံတွေ့ရတတ်တဲ့အခြေအနေမျိုးပါပဲ အော် ဒီနေ့လေ့လာစူးစမ်းမဲ့အစီအစဉ်မှာတော့စီးပွားရေးပညာရပ်နဲ့မဟာဖြူဟာမြောက်ဆုံးဖြတ်ချက်ချခြင်းဒီကိုနဲ့ခွဲခြမ်းစိတ်ဖြာထားတဲ့စာတမ်းတစ်ခုကိုအခြေခံပြီးဆွေးနွေးသွားမှာပါ ကစားပွဲ theory အကြောင်းပေါ့နော် ဟုတ်တယ်ဗျာ game theory အကြောင်းကိုအသေးစိတ်ဖြည့်ကြည့်ကမှာဖြစ်ပါတယ် ဒီနေရာမှာနားဆင်သူတွေကိုပြောချင်တာကကစားပွဲဆိုလို့ပေါ်ပွားကလေးကစားစရာတွေလို့မထင်စေချင်ဘူးရှင့် ဒါပေါ့ဗျာ ပြိုင်ဆိုင်မှုပြင်းထန်တဲ့လောကကြီးမှာလူတွေဒါမှမဟုတ်ကုမ္ပဏီတွေကတစ်ဖက်လူရဲ့ခြေလမ်းတွေကိုဘလို့ကြိုတင်ခံမှန်းပြီးကိုယ့်ရဲ့အကောင်းဆုံးဆုံးဖြတ်ချက်တွေချကြတယ်လဲဆိုတာကိုလေ့လာတဲ့ပညာရပ်ကြီးလေ ဟုတ်တယ် ကဲဒါကိုတေချာလေးဖြည့်ကြည့်ကြအောင်ခုနက$တန်လေလံပွဲလိုမျိုးအချက်အတဲဒီနဲ့ဘလို့ယုံထွက်ကြမလဲဆိုတာကကယ်ကိုစိတ်ဝင်စားစရာပဲနော် ဒီ theory ကိုနားလည်ဖို့ဆိုရင်ကစားပွဲရဲ့အခြေခံသဘောတဘာဝကိုအရင်ခွဲခြားကြည့်ဖို့လိုတယ်ဗျာ ဘလို့ခွဲခြားရမလဲ အဓိကအဖြစ်နှမျိုးရှိတယ်တရားဝင်စာချုပ်စာတမ်းတွေနဲ့ခိုင်ခိုင်မာမာသဘောတူညီချက်ယူပြီးပူးပေါင်းဆောင်ရွက်လို့ရတဲ့အခြေအနေရှိတယ် cooperative games ပေါ့ စာချုပ်ပြီးလို့တာပေါ့ ဟုတ်တယ်နောက်တစ်မျိုးကအဲ့ဒီလိုစာချုပ်တွေကြိုတင်ချုပ်ဆိုထားလို့မရတဲ့အခြေအနေ non cooperative games တွေလည်းရှိတယ် များစုကတော့ဒုတိယအမျိုးအစားဖြစ်မေးထင်တယ် ဟုတ်တယ်ဗျာလက်တွေ့စီးပွားရေးလောကရဲ့အားပြိုင်မှုများစုကတော့အဲ့ဒီဒုတိယမျိုးစားတွေမှာပဲပါဝင်နေပါတယ် ရှင်းပါတယ်စီးပွားရေးလုပ်ငန်းတိုင်းကလက်ဆွဲနှုတ်ဆက်ပြီးအမေရမြဲမြဲတတလောက်ကြတာမှမဟုတ်တာ ဒါပေါ့ဗျာ ဆိုတော့ကိုယ့်ဖက်ကတစ်ခုခုဆုံးဖြတ်တော့မယ်ဆိုရင်တစ်ဖက်လူမှာဘာချက်လက်တွေရှိနေတယ်လဲသူဘယ်လိုတုံ့ပြန်မလဲဆိုတာကိုအမောင်ထဲမှာစမ်းသက်ရတယ်လို့မယ်နော် အတီးကြပဲစာတန်းထဲမှာပါတဲ့ကုမ္ပဏီတစ်ခုကိုဝင်ရောက်ဝယ်ယူတဲ့ဥမာလေးကဒါကိုတော်တော်လေးပေါ်လွင်စေတယ်ဗျာ ဟုတ်ကဲ့အဲ့ဒီဥမာလေးပြောပြပါလား ဒီလိုဗျာ company A က company D ကိုဝယ်ချင်နေတယ်ဆိုပါစို့ပြဿနာက company ကီးတဲ့ကံမှုအစစ်အမှန်ကသူတို့လက်ရှိလုပ်နေတဲ့ရေနံတူးဖော်ရေးလုပ်ငန်းအောင်မင်းမလားကြာရှုံးမလားဆိုတဲ့အပေါ်မှာလုံးလျာရမှုတည်နေတယ် ရေနံထွက်ရင်တန်ဘူးတက်မယ်မထွက်ရင်ရှုံးမယ်ပေါ့ ဟုတ်တယ်ကုမ္ပဏီ T ဘက်ကတော့သူတို့ရဲ့ရေနံတွင်းအခြေအနေကိုအတိအကျထိထားတယ်ဒါပေမဲ့ဝယ်မဲ့ကုမ္ပဏီ A ဘက်ကကြတော့တရင်အချက်လန့်ပြည့်စုံမရှိဘူးဗျာ ဟဲ့အဲ့ဒါကြီးကတရားမမျှတာဘူးလေ အဲ့ဒါကိုပဲတရင်အချက်လက်မညီမျှမှု information asymmetry လို့ခေါ်တာပေါ့ ဒီလိုအခြေအနေမျိုးမှာကုမ္ပဏီ A အနေနဲ့ဈေးတစ်ခုကိုဘလို့ရဲဝံ့ကန်လမ်းလဲ အဲ့ဒါကတကယ်ပြဿနာပဲဗျာ ကိုကဈေးအများကြီးပေးပြီးဝယ်လိုက်မှရေနံမထွက်တဲ့ကုမ္ပဏီအလွတ်ကြီးဖြစ်နေရင်အကုန်လုံးရှုံးပြီလေ ဟုတ်တယ်ဗျာ ဒါဆိုရင်ဒီလိုမသေးချာမရေရမှုတွေကြားထဲမှာပြိုင်မက်ကဘာပဲလောက်လို့အခြေအနေတွေဘလို့ပဲပြောင်းကိုယ့်အတွက်အမြဲတမ်းအကျိုးရှိစေမယ်ဘာခေါမလဲမော်ဆန်တဲ့မဟာဗျူဟာမျိုးတော့မရှိနိုင်ဘူးလား မျိုးကို dominant strategy မြန်မာလိုဆိုရင်တော့ကြီးစိုးသော view ဟာလို့ခေါ်ပါတယ်ဗျာ ကြီးစိုးသော view ဟာဘယ်လိုမျိုးလဲရှင် ပြိုင်ဘက်ကဘာလို့ကိုယ့်အတွက်အကောင်းဆုံးဖြစ်မဲ့ရွေးချယ်မှုမျိုးပေါ့ဥပမာကြော်ညာလုပ်ငန်းပြိုင်ဆိုင်မှုမှာဆိုရင်ကုမ္ပဏီနှစ်ခုကဈေးကွက်လူနေကြားတယ်ဆိုပါစို့ ဟုတ်ကဲ့ တစ်ဖက်ကကြော်ညာရင်ကိုကလည်းကြော်ညာမှာဈေးကွက်မပြောင်းမယ်
သူကြော်ညာရင်ကိုလည်းလိုက်လို့ရမှာပေါ့ ဟုတ်တယ်အကယ်၍တစ်ဖက်ကမကြော်ညာဘူးဆိုရင်လည်းကိုကကြော်ညာလိုက်ရင်စီးကပူရအောင်ပါပဲလေ အော်ဟုတ်ကဲ့နော် ဒါကြောင့်တစ်ဖက်ကဘာပဲလုပ်လို့ကြော်ညာတာကကိုယ့်အတွက်အကောင်းဆုံးဖြူအားဖြစ်နေတယ်အဲ့ဒါ dominant strategy ပဲ ဟိုလေကျွန်မစဉ်းစားကြည့်တာလက်တွေ့ဘဝမှာအဲ့ဒီလိုကြီးစိုးတဲ့ view ဟာကအများတန်းရှိမနေဘူးနော် ဒါပေါ့ဗျာအများအားတော့ဘယ်ရမလဲ ကိုယ့်ရဲ့အကောင်းဆုံးဆုံးဖြတ်ချက်ဆိုတာတစ်ဖက်လူဘာလုပ်တယ်လဲဆိုတဲ့ပုံမှာအပြည့်အဝမိခွာနေတဲ့အခြေအနေတွေပုံများမယ်ထင်တယ် မှန်ပါတယ်အဲ့ဒီလို dominant strategy မရှိတဲ့အခါတွေမှာကျွန်တော်တို့တွေသုံးရတဲ့သဘောတရားက Nash equilibrium လို့ခေါ်တဲ့ Nash များချီပါ Nash များချီ Nobel ဆုရပညာရှင် John Nash ကိုအစွဲပြုပြီးခေါ်ထားတာပါဗျာ အဲ့ဒါကဘာကိုဆိုလိုတာလဲရှင် ဆိုလိုတာကပြိုင်ဘက်ကလက်ရက်ကိုတေချာလေ့လာပြီးအဲ့ဒီလက်ရက်အပေါ်မှာကိုယ့်အတဲ့အကောင်းဆုံးဖြစ်အောင်တုံ့ပြန်ပြုမှုတာပါပဲ ဥပမာလေးတစ်ခုလောက်ပေးပါလား ဒီလိုဗျကုမ္ပဏီနှစ်ခုက cereal အသစ်ထုတ်ချင်တယ်တစ်ခုကအချိုရသားနောက်တစ်ခုကအကြွက်ရသားပေါ့ ကုမ္ပဏီနှစ်ခုစလုံးကအချိုရသားကြည့်ပဲထုတ်မိရင်ဈေးကွက်လူရပြီးနှစ်ဦးစလုံးအရှုံးပေါ်မယ် ဟုတ်တယ်ပစ္စည်းတူနေရင်လူရမှာပဲလေ ဒါကြောင့်တစ်ဖက်ကအချိုရသားထုမယ်ဆိုတာသိချသွားရင်ကိုကအချွဲရသားကိုရွေးချယ်လိုက်တာကကိုယ့်အတွက်အကောင်းဆုံးတုံ့ပြန်မှုဖြစ်သွားပြီးဈေးကွက်မှာမျှချေတစ်ခုကိုရောက်သွားစေတယ် ဒါကမတူနေတာကိုရွေးချယ်တယ်မျှချယ်ပေါ့ဒါပေလေအရာရာကအဲ့လိုများတန်းလှပမနေဘူးထင်တယ် ဒီလိုအခြေအနေမျိုးကိုပြောတာလေဗျာ ဥပမာကျမတို့တဲတောင်မြင်ပေါ်ကအချိုရည်ဒီမြို့ဦးချောင်းစဉ်းစားကြည့်ရအောင် ဟုတ်ကဲ့ပြောကြည့်ပါဦး ကျမကတဲတောင်မြင်ရှေ့ကြီးတစ်ခုပေါ်မှာအချိုရည်ရောင်းနေဆိုပါစို့တောင်မြင်ပေါ်မှာနေပူစားလူနေတဲ့သူတွေကအစားဆုံးအပြည့်ပဲလေ ရှင်ကလည်းနောက်ထပ်အချိုရည်ဒီတစ်ယောက်ပေါ့ ဟုတ်ကဲ့ကျွန်တော်ကလည်းလာရောင်းတယ် ဝေသူတွေကပူလွန်းလို့ကိုနဲ့အနီဆုံးဆိုင်ကိုပဲလမ်းလျှောက်သွားဝေကြမယ်မလားအစပိုင်းမှာကျမတို့နှစ်ယောက်ကတောင်မြင်ရဲ့ဟိုဘက်ဒီဘက်အစွဲတစ်ဖက်စီမှာမျှမျှတတာနေရာယူထားကြတယ် လူတွေအတွက်တော့အဆင်ပြေတာပေါ့အလဲဘက်ကိုထပ်တိုးလာမှာပေါ့ အဲ့ဒီလိုအပြန်ရဆိုင်တိုးရင်းနဲ့နောက်ဆုံးမှာဘာဖြစ်သွားမလဲ နောက်ဆုံးတော့ဆိုင်နဲ့ဆိုင်လုံးတဲတောင်မြင်အလဲဘိုးတဲ့တဲ့မှာပူကတ်ရသွားရောင်းရတဲ့အခြေအနေရောက်သွားတာပေါ့ ဟုတ်တယ်မလား ဒါ Nash equilibrium ရဲ့ခံတွင်ဥမာတစ်ခုပါပဲဗျာ ဒီနေရာမှာတကယ်ကိုစိတ်ဝင်စားစရာကောင်းလာပြီနော်ဒါကြောင့်မို့လက်တွေ့ဘဝမှာရွှေဆိုင်တွေဘန်းတွေတက်စီဆိုင်တွေကဒလန်းထဲမှာပဲစုပြုံပြီးဖွင့်လှစ်ရှိတာကို ဟုတ်တယ်ဗျအတိအကျပဲ ဒါပေမဲ့စဉ်းစားစရာရှိတာကဝယ်သူတွေအတွက်ကတော့တောင်မြင့်အလဲမှာချီဆိုင်နဲ့ဆိုင်ပူးနေတော့အစွန်ဘက်ကလူတွေတော့အဝေးကြီးလမ်းလျှောက်ရတော့သိအဆင်မပြေဘူးလေ ဟုတ်တယ်ဝယ်သူလေတော့ပင်ပန်းတာပေါ့ပြီးဦးစားပေးတွေးကြတယ် အော်ကိုဖောက်တီမပါသွားဖို့ကအဓိကပဲ ဟုတ်တယ်ကိုကအစွန်းဘက်ကိုပြန်ဆုတ်သွားရင်အလဲမှာချန်ခဲ့တဲ့ပြိုင်ဘက်ကဈေးခွက်ရဲ့နေရာအများစုကိုလွှမ်းမိုးသွားမှာလေ တဘောပေါက်ပြီ ကကြောင့်တုံးဆွဲသူအကြိုက်ထက်ပြိုင်ဘက်ကိုအသာစီရရေးအတွက်အလဲအလတ်လမ်းစဉ်မှာပဲပူကပ်ပြီးစိုင်ဖွင့်တာကနောက်ဆုံးမျှချီဖြစ်သွားတာပါဗျာ ရှင်းပါတယ်ဆိုတော့အကောင်းဆုံးရလက်ကိုရှာလာကနေပြိုင်ဖက်ရဲ့အလစ်အငိုက်ကိုစောင့်ပြီးကိုကာကွယ်ရတဲ့အခြေအနေမျိုးတွေရောရှိလားဟိုလူတွေကြားမှာယုံကြည်မှုမရှိတဲ့အခါမျိုးပေါ့ ရှိတာပေါ့အဲ့ဒီလိုအခြေအနေမျိုးကိုရင်ဆိုင်ဖို့ maximum strategy ဆိုတာကိုသုံးကြတယ်ဗျာ maximum the viewer ရဲ့အကင်းတိုင်းစီရွေးချက်ကအစိုးဆုံးထွလာနိုင်တဲ့ခြေအနေတွေထဲကမှကိုယ့်အတွက်အနည်းဆုံးဆုံးရှုံးမှုချစ်မဲ့လမ်းကြောင်းကိုရွေးချယ်တာပါ အစိုးဆုံးတဲ့အကောင်းဆုံးကိုရွေးတာပေါ့နော် ဟုတ်ပါတယ်အထူးသဖြင့်ကိုယ်ပြိုင်ဘက်ကအကျိုးတင်ကြောင်းတင်မစင်စားနိုင်ဘူးဒါမှမဟုတ်ကိုဒုက္ခပေးဖို့ပဲကြံနေတယ်လို့ယူဆရတဲ့အခါမျိုးမှာတုံးတဲ့ risk management သဘောတရားပါပဲဒါကိုအရှင်းလင်းဆုံးပြသနိုင်တာကတော့နာမည်ကြီး The Prisoner's Dilemma မြန်မာလိုဆိုရင်အကျဉ်းသားများရဲ့အကျက်အသေးဆိုတဲ့ဝန်းမှာပါပဲ ။အော်အဲ့ဒီဥပမာကလူတဘာဝရဲ့အမုံမိုက်ဆုံးအခြေအနေကိုပြတာပဲဗျာ ဟုတ်တယ်ဗျာစဉ်းစားကြည့်ရဲတွေကပြစ်မှုကျူးလွန်သူနေရာကိုဖမ်းမိတယ်ဒါပေမဲ့တက်တယ်မခိုင်လုံးဘူး ။အင်း အဲ့ဒီတော့သူတို့နှစ်ယောက်ကိုအခန်းခွဲပြီးတီးခြားစီစစ်ဆေးတယ်ရဲကမလုံးပေးတယ်ဗျာမင်းအရင်ဝင်ခိုင်ရင်မင်းကိုချက်ချင်းလူပေးမယ်ဒါပေမဲ့ဟိုတယောက်ကတော့ထောင်နဲ့ဆယ်နှစ်အပြည့်ကြမယ်တဲ့ ။ဟာတော်တော်စမ်းတတ်တာပဲ ဟိုသူတို့နှစ်ယောက်လုံးကိုထောင်ထန်6လလောက်ပဲချလို့ရမယ် ။ဒီနေရာမှာယုံကြည်မှုကအဓိကကျလာပြီနော်။နှစ်ယောက်စလုံးအနေနဲ့အကောင်းဆုံးရလက်ကဘာမှဝေမခံမဲ့နေကြဖို့ပဲလေ ဒါပေမဲ့လက်တွေ့မှာတူဘောတူအပြည့်အဝမယုံကြည်နိုင်ကြဘူးဗျာ ။ဟုတ်တယ်ဟိုဘက်ကလူကများငါ့ကိုတစ္ဆာဖောက်ပြီးဝင်ခံသွားရင်ငါတယောက်တည်း10နှစ်ကြာတော့မှလားဆိုတဲ့အကြောက်တရားကရှိနေတာကို အဲ့ဒီတော့ဘာဖြစ်သွားလဲ ဒါကြောင့်နှစ်ယောက်စလုံးကငါ့ကိုတစ္ဆာဖောက်သွားရင်ဆိုတဲ့အဆိုးဆုံးအခြေအနေကိုကောက်ွယ်ဖို့ကိုယ့်ဘက်ကအရင်ဝင်ခံလိုက်ကြရော မှန်ပါတယ်ရလက်ကတော့နေအောင်လုံးဝန်ခံတဲ့နေအောင်လုံးထောင်ထန်9နှစ်စီအပြစ်ပေးခံလိုက်ရတယ်လေ စိတ်မကုန်းစရာပဲ
သူတို့နှစ်ယောက်သာအချင်းချင်းယုံကြည်မှုရှိခဲ့ရင်6လတည်းနဲ့ပြီးသွားမယ်ကိစ္စက9နှစ်ဖြစ်သွားတာတော်တော်လေးဝမ်းနည်းစရာကောင်းတယ် ဟုတ်တယ်ဗျဒီအချက်တည်းမှာဝန်ခံခြင်းဟာပြိုင်ဘက်ပါလို့ကိုယ်တော့ပို့စိတ်ချရတဲ့ dominant strategy လည်းထင်နေသလိုအစိုးဆုံးကိုရှောင်လဲဖို့ကြိုးစားတဲ့ must-win strategy လည်းထင်နေတာပဲ ။အော်ဒါကြောင့်မလို့ယုံကြည်မှုကင်းမဲ့လာတဲ့အခါလူတွေဟာအဖွဲ့အစည်းတစ်ခုလုံးအတွက်အကောင်းဆုံးဖြစ်မဲ့လမ်းကိုမရွေးနိုင်တော့ပဲကိုကြိုးတစ်ပက်ကာကွယ်တဲ့လမ်းကိုပဲရွေးချယ်သွားကြတာကိုပြသနေတာပဲ အတီးကြပါပဲဗျ ။ကောင်းပါပြီရှင်။ဆိုတော့အခုဒီကျမတို့ပြောခဲ့တာတွေကတီးကြတဲ့ view ဟာတွေ pure strategy တွေချိပဲမ။ ဟုတ်ပါတယ်ပုံသေးပြူဟာတယ်ပေါ့ ဒါမဲ့တချို့ကစားပွဲတွေမှာဥပမာဘောလုံးပွဲမှာ penalty ကန်တယ်လို့မျိုးပေါ့ကျမကဂိုးသမားကိုလှည့်စားဖို့ညာဘက်ကိုကြည့်အမြဲတမ်းကန်နေမယ်ဆိုရင်ဂိုးသမားကကျမရဲ့ပုံစံကိုအိပ်မိသွားပြီအလွယ်တကူကောက်ွယ်သွားနေတယ်လေ ကြားရဖတ်မိသွားမှာပေါ့ အဲ့လိုချင်းနေမှာပုံသေး view ဟာမရှိပဲတစ်ဖက်လူခံမရခက်အောင်နေတာကပိုကောင်းမနေဘူးလား အဲ့ဒါကို mixed strategies ရောနောထားဖို့ view ဟာများလို့ခေါ်ပါတယ်ဗျာခုနကပြောသလိုပဲအကျွေးစိတ်ခေါင်းပန်းလန်တဲ့ကစားပွဲမျိုးမှာကိုကအမြဲတမ်းခေါင်းပဲရွေးနေရင်တစ်ဖက်ကဖတ်မိသွားမယ် ဟုတ်တယ် ဒါကြောင့်တလဲစီဖြစ်ဖြစ်90ဂျပန်ရွေးချယ်တာကသာအရှုံးမပေါ်နိုင်တဲ့များချေတစ်ခု Nash equilibrium ဖြစ်လာတယ်ဗျာဒါပေမဲ့လေဂျပန်ရွေးချယ်မှုကအမြဲတမ်းတော့လက်တွေ့မကျဘူးနော် ဟေးဘလို့နေတာမျိုးမှလက်တွေ့မကြတာလဲရှင် စာတန်းတဲက The Battle of the Sexes ဆိုတဲ့ဥပမာကိုကြည့်အောင်ဗျာ ဟုတ်ကဲ့ ဇနီးမောင်နှံနှစ်ဦးအပန်းဖြေဘူးသွားခြင်းတယ်ယောက်ျားလုပ်သူကနဘန်ပိုင်းသွားကြည့်ခြင်းတယ်မိန်းမလုပ်သူကအော်ပရာပွဲသွားကြည့်ခြင်းတယ် ဝါသနာကမတူဘူးပေါ့ ဒါပေမဲ့နှစ်ဦးစလုံးရဲ့တူညီတဲ့ဆန္ဒကတယောက်တည်းသွားရတာထက်အတူတူသွားမှသာအကျိုးမြတ်ပုံရမယ်ပိုပျော်ရမယ်ပေါ့ဗျာ ဒီနေရာမှာ mixed strategy သုံးပြီးအချွေစိတ်လန်လို့50-50ဂျပန်ရွေးလိုက်မယ်ဆိုရင်နှစ်ယောက်သားနေရာလွဲသွားပြီးအတူမဆုံနိုင်တဲ့အန်ဒီကြီးတယ်ဗျာ ။အော်ယောက်ျားက opera ပွဲရောက်နေဒီမိန်းမကနပန်းပွဲရောက်နေတာမျိုးပေါ့ ဟုတ်တယ်ဗျာအဲ့ဒီလိုညီနာရခက်တဲ့ပြဿနာမျိုးမှာတော့ mixed strategy ကလက်တွေမကျတော့ဘူး ။တကယ်ပဲအဆင်မပြေဘူးနော် ဒါပေမဲ့ပူညီမားရဲ့မြင်ကွင်းကျယ်နဲ့စီးပွားရေးလောကကိုချစ်စေကြည့်မယ်ဆိုရင်တော့လေကြောင်းလိုင်းนี่လက်မစင်းလုံးတမတ်ကကိစ္စက mixed strategy ရဲ့အကောင်းဆုံးဥပမာပဲ ။ဘလို့မျိုးလဲရှင် လေကြောင်းလိုင်းนี่ဟာလက်မစင်းလုံးတွေကိုပုံသင်မထားဘဲအမြဲတမ်းအပြောင်းလဲလုပ်နေကြတယ်ဒါဟာပြိုင်ဘက်လေကြောင်းလိုင်းတွေကသူတို့ရဲ့စင်းလုံးကိုကြို့တယ်မခတ်မှန်းနိုင်အောင်ဂျပန်တဘောတရားနဲ့ဈေးကွက်ကိုကစားနေကြတာဖြစ်ပါတယ်ဗျ ။ဟဲတကယ်ကိုစိတ်ဝင်စားစရာပဲနော်။ပြန်ဘက်ကိုခမန်းရခက်အောင်လုပ်တာကလည်းမဟာဗျူဟာတစ်ခုပဲကို ဒါပေါ့ဗျာ ။ဒါပေမဲ့ကျမတို့အခုထိဆွေးနွေးခဲ့တာတွေကတစ်ကြိမ်တည်းဆုံးဖြတ်ရတဲ့ကစားပွဲတွေများတယ် ဟုတ်ကဲ့ ။လက်တွေ့လုပ်ငန်းခွင်မှာကြတော့ကျမတို့ကတစ်ကြိမ်တည်းကစားရတာမှမဟုတ်တာကုမ္ပဏီတစ်ခုနဲ့တစ်ခုထက်ခါတလဲလဲအလုပ်တွဲလုပ်ရတာမျိုးလက်စင်စည်းနှုံးလေအပြိုင်တတ်မှတ်ရတာမျိုးရှိရလေ အဲ့ဒီလိုထက်ခါတလဲလဲဆက်ဆံရတဲ့အခြေအနေတွေကို repeated games လို့ခေါ်ပါတယ်ဗျာ အင်း အချင်းချင်းကစားရပြီဆိုရင်တော့အကောင်းဆုံး view ဟာက tit for tat strategy တုံ့ပြန်ခြင်း view ဟာဖြစ်လာပါတယ် တုံ့ပြန်ခြင်း view ဟာဆိုတာက ရိုးရိုးလေးပါပဲပြိုင်ဘက်ကပူးပေါင်းဆောင်ရွက်ရင်ကိုကလည်းပူးပေါင်းမယ်ပြိုင်ဘက်ကဖောက်ဖျက်ရင်ကိုကလည်းချက်ချင်းလက်စားချေတုံ့ပြန်မယ်ဆိုတဲ့သဘောပါပဲ ဟာဒါကကျမတို့ငယ်ငယ်ကတငယ်ချင်းတကြားထဲမှာသုံးတဲ့နင်ကောင်းရင်ငါကောင်းမယ်နင်ဆိုးရင်ငါလည်းဆိုးမယ်ဆိုတဲ့သဘောတရားနဲ့အတူတူပဲပေါ့ အတိအကျပါပဲဒါပေမဲ့ဒီမှာအရေးကြီးတဲ့အချက်တစ်ခုကကစားပွဲရဲ့အချိန်ကာလအကန့်အသတ်ပဲဗျာ finite နဲ့ infinite ပေါ့ အချင်းအကန့်အသတ်အေး ကဲအဲ့ဒီတော့ဒီကစားပွဲမှာအဆုံးသတ်မဲ့အချိန်တတ်မှတ်ချက်ရှိနေတယ်ဆိုပါစို့ဥပမာကျွန်တော်တို့နေ့ရက်စာချုပ်ကဒီဇင်ဘာလမှာအဆုံးသတ်မယ် ကဲအဲ့တော့ဒီဇင်ဘာလရောက်ရင်ဘာဖြစ်မလဲ စဉ်းစားကြည့်လေဗျာ စာချုပ်ကပြီးပြီဇန်နဝါရီလလောက်ရင်ကျမကိုလက်စားချင်မဲ့သူမရှိတော့ဘူးဆိုတော့ဒီဇင်ဘာလမှာကျမကရှင့်ဖို့တီစာဖောက်မှာပဲအဲ့လိုဖောက်ဖြစ်မှလည်းကျမပို့အမျက်ထွက်မှာကို ဟုတ်ပြီခင်ဗျားကဒီဇင်ဘာလမှာတစ္ဆာဖောက်မယ်ဆိုတော့ကျွန်တော်ကကြိုသိနေတယ်ဗျာအဲ့တော့နိုဝင်ဘာလမှာကျွန်တော်ဘာလုပ်မလဲ ဘာလို့မလဲ ခင်ဗျားမဖောက်ခင်နိုဝင်ဘာလမှာကတည်းကကျွန်တော်ကအရင်စပြီးတစ္ဆာဖောက်တော့မှာပေါ့ ဟာနေပါဦးရှင်ကနိုဝင်ဘာမှာဖောက်မယ်ဆိုရင်ကျမကအောက်တိုဘာမှာကတည်းကအရင်စဖောက်မှရတာမှာပေါ့ ဟုတ်တယ်ဗျာ ဆိုလိုတာကဒီလိုနဲ့တယောက်ကိုတယောက်နောက်ပြန်တွက်လာလိုက်တာနောက်ဆုံးဇန်နဝါရီလကတည်းကပူပေါင်းဆောင်ရွက်မှုဆိုတာလုံးဝမရှိတော့ဘူးပေါ့ ချင်းကိုအတိအကျမတည်ဘူးဆိုရင်တော့ infinite ဖြစ်နေရင်ပေါ့ခုနကပြောတဲ့ tit for tat view ဟာကရေရှည်မှာအကောင်းဆုံးအလုပ်လုပ်ပြီးတယောက်ကိုတယောက်အပြန်လန်ထိန်းချောင်းရင်ပူပေါင်းဆောင်ရွက်မှုကိုခိုင်မြဲစေပါရဲ့ဗျာ အေးရတိုင်းကကြိုတင်တွက်ဆက်မှုတွေ ချီပါပြီလားရှင်ဟုတ်ပါတယ်ဗျာ အခုကျမတို့ပြောခဲ့သမျှကပြိုင်တူဆုံးဖြတ်ရတာတွေချီးပဲနော် မှန်တယ် ဒါပေမဲ့စစ်တူရင်ကစားတယ်လို့မျိုးတယောက်ကအရင်ရွှေ့
ပြီးမှနောက်တစ်ယောက်ကတွန့်ပြန်ရတဲ့အခြေအနေမျိုးကြတော့ရောအရင်ဆုံးခြေလန်းလန်းတဲ့သူကဘလောက်အားသာချက်ရနိုင်တယ်လဲ ဒါကို sequential games လို့ခေါ်ပါတယ်အရင်ဆုံးစတင်ရွေးချယ်ခွင့်ရသူကဈေးကွက်ကိုသူစိတ်ကြိုက်ပုံဖော်သွားနိုင်တဲ့အားသာချက်အများကြီးရှိတယ်ဗျာ ဟုတ်ကဲ့ စီးပွားရေးမှာဒါကိုတစ်ပင်ပုံစံ decision tree တွေဆွဲပြီးတွက်ချက်လေးရှိကြတယ်ဒါပေမဲ့ဒီနေရာမှာအရေးကြီးဆုံးကချင်းချောက်မှုတွေနဲ့ယုံကြည်ရလောက်တဲ့ကတိကဝတ် threats and credible commitments ပါပဲ အဲ့ဒါကဘယ်လိုမျိုးလဲရှင် စာတန်းထက်က Race Car Motors နဲ့ Far Out Engines Company နှစ်ခုရဲ့ဥပမာကိုကြည့်ဗျာ အဲ့ဒီဥပမာလေးပြောပြပါလား Far Out က car engine တွေထုတ်တယ်သူတို့ကအမျက်များတဲ့ engine အကြီးတွေကိုပဲထုတ်ချင်တယ်ဒါပေမဲ့သူတို့စီက engine ဝယ်မဲ့ Race Car Company က car အသေးတွေပဲထုတ်ချင်နေတယ် တဘောကတရုတ်တစ်မျိုးဖြစ်နေတာပေါ့ ဟုတ်တယ်အဲ့ဒီတော့ engine ထုတ်တဲ့ Far Out Company ကဘာလုပ်လိုက်တယ်လဲဆိုတော့သူတို့စီမှာရှိတဲ့ engine အသေးထုတ်တဲ့စက်ရုံတွေကိုအကုန်လုံးဖြိုချဖျက်ဆီးပေးလိုက်တယ် ဟမ် ဒါဟာမိမိကိုမိမိပြန်ထိခိုက်နေတာအောင်တမင်လုပ်ပြလိုက်တာပါဗျာ စီးပွားရေးလောကမှာကိုယ်ပိုင်ဆိုင်မှုကိုဖျက်ဆီးပြီးကိုအားနေအောင်လုပ်တာဘယ်လိုလုပ်အားသာချက်ထင်နိုင်မှာလဲရှင် အပေါ်ရန်ချင်းတော့ယူသွားတယ်လို့ထင်ရမှာပါဗျာဒါပေမဲ့တွေးကြည့်ရ far out ဘက်ကငါတို့ engine အကြီးပဲထုတ်တော့မယ်လို့ဘာဇက်ကတတ်တတ်ချင်းချောင်းနေရင် race car ဘက်ကယုံမှာမဟုတ်ဘူးလေ အော်သူတို့ရှိမှ engine အသေးထုတ်တဲ့စက်ရုံတွေရှိသေးတာပဲအချိန်တိုင်းငါတို့လူချင်းကထုတ်ပေးရမှာပဲလို့တွေးနေမှာပေါ့ အတိကြပဲအခုလို engine အသေးထုတ်တဲ့စက်ရုံတွေကိုဖျက်ဆီးပြလိုက်မှသာသူတို့တကယ်နောက်ဆုတ်လို့မရအောင်လုပ်လိုက်ပြီ engine အကြီးပဲထုတ်တော့မှသေးကြတယ်ဆိုပြီး race car ဘက်ကအကျွမ်းမဲ့ယုံကြည်သွားမယ် ဟဲ့ဒါကိုယုံကြည်ရလို့တဲ့ချင်းချောက်မှု credible threat လို့ခေါ်တာပေါ့ ဟုတ်ပါတယ်ဗျာတခါလေးမှာကိုကစိတ်မမှန်တယောင်ဟန်ဆောင်ပြီးကိုပြန်အထီနာခံပြတာကပြိုင်ဆိုင်မှုမှာအပြင်းထန်ဆုံးအာတချက်တစ်ခုဖြစ်လာနိုင်ပါတယ် အာမခန်းပါပဲလားရှင်ချင်းချောက်မှုတစ်ခုအသက်ဝင်ဖို့ဆိုတာကိုနှုတ်ဆုပ်လို့မရအောင် landstone ပြလဲမှတစ်ဖက်လူကယုံကြည်တာကို ဒါပေါ့ဗျာ ဒီသဘောတရားကိုလက်တွေ့အသုံးချသွားတဲ့နမကြီး company လေးရရှိလား ဝမ်းမတဲ့အောင်မြင်မှုဇလန်ကအထင်ရှားဆုံးပါပဲဗျာသူတို့ကဒီလိုကြိုတင်ခြေလန်းလန်းချင်းနဲ့ချင်းချောက်မှု view ဟာရလေးကိုအကောင်းဆုံးအသုံးချသွားခဲ့တာပါ ဘလို့အသုံးချခဲ့တာလဲ 1960ပြည့်လွန်နှစ်တွေတုန်းကဝမ်မကအခြားခေတ်မှလိုစတိုးဆိုင်ကြီးတွေနေတူမြို့ကြီးတွေမှာတွားမပြိုင်မှုဗျာအဲ့ဒီအစားလူဦးရေနဲတဲ့မြို့ငယ်လေးတွေကိုရွေးပြီးစတိုးဆိုင်တဲ့အလျင်မြန်တွားဖွင့်တယ် မြို့ငယ်လေးတွေဆိုတော့ဈေးကွက်ကတည်သေးလေးပဲရှိမှာပေါ့ အဲ့ဒါကအဓိကတော့ချက်ပဲဗျာဝမ်မကအဲ့ဒီမြို့ငယ်လေးတွေရဲ့ဈေးကွက်ကစတိုးဆိုင်ကြီးတစ်ဆိုင်စာပဲခံနိုင်ရရှိတာကိုကြိုတွက်ထားပြီးသား အော် မြို့ရဲ့ဝယ်လိုအားကတစ်ဆိုင်ပဲရက်တီလို့ရမယ်ဆိုတာသိတော့သူတို့ကအရင်ဆုံးပြေးပြီးဆိုင်ဖွင့်ချက်လိုက်တယ်ကိုကအရင်ဆုံးဖွင့်လိုက်တာနဲ့အခြားပြိုင်ဘက်တွေကဝင်လာဘူးမရဲတော့ဘူးလေ ဟုတ်တယ်ဝင်လာရင်လည်းနှစ်ဆိုင်လုံးအရှုံးပေါ်မှာကော အဲ့ဒါပဲဝင်လာရင်လည်းနေရောက်စလုံးအရှုံးပေါ်မဲ့ price war ဆင်းနွှဲရမယ်ဆိုတဲ့ချင်းချောင်မှုကအလိုလိုအသက်ဝင်ပြီးတာထည့်သွားတယ် တော်တော်လဲရပဲနော် သူတို့ရဲ့ဒီ preemption game ကြိုတင်နေရာယူတာစီခြင်း view ဟာကြောင့်ဝါမာဟာမြို့ငယ်လေးတွေအားလုံးကိုလက်ဝါးယုံနိုင်ခဲ့ပြီးတနိုင်ငံလုံးတိုင်းတာနဲ့ကြီးစိုးနိုင်ခဲ့တာပါဗျာ ကြိုတင်နေရယူလိုက်ချင်းအောက်ထင်ပြိုင်ဘက်ဝင်မလာရဲအောင်ယုံကြည်ရလောက်တဲ့ချင်းချောက်မှုတစ်ခုကိုဖန်တီးလိုက်တာပဲတကယ်ကိုအံ့တော်စရာပါပဲ ဟုတ်ပါတယ်ဗျာ ဒါနဲ့စာတန်းရဲ့နောက်ဆုံးပိုင်းမှာလီလံပွဲတွေအကြောင်းပါလာတာတတိထားမိတယ် ဟုတ်တယ် auction စီအကြောင်းလေ အစားပိုင်းတော့ကျမတို့ဒေါ်လာကျန်လီလံပွဲအကြောင်းပြောခဲ့ကြပေမဲ့ဒီအပိုင်းမှာကျတော့လီလံပွဲတွေကစီးပွားရေးမှာဘာကြောင့်အထီးရောက်ဆုံးဖြစ်တယ်လဲဆိုတာကိုရှင်းပြထားတယ်ဘာဖြစ်လို့စီးနှုန်းကိုပုံတင်မတက်မှတ်ပဲလီလံပွဲတွေလောက်ကြတာလဲရှင် ဘာကြောင့်လဲဆိုတော့လေလံပွဲတွေကဝယ်သူတွေစိတ်ထဲမှာတကယ်ပေးချင်နေတဲ့တန်ဖိုး true valuation ကိုအတီးကျဖို့ထုတ်ပေးနေတဲ့အကောင်းဆုံးရန်တရားချင်းလို့ပါပဲ ဘယ်လိုဖော်ထုတ်ပေးတာလဲ ပုံသေးစိတ်တတ်မှတ်မယ်ဆိုရင်ရောင်းသူနဲ့ဈေးကိုမြင့်လွန်းအောင်တက်မြင်ဝယ်သူမရှိပဲဖြစ်သွားနိုင်တယ်လို့နှိမ့်လွန်းအောင်တက်မြင်လဲရတဲ့အကျိုးအမြတ်တွေဆုံးရှုံးသွားမယ်လေ ဟုတ်တယ်နော်ကိုမန်းတဲ့ဈေးကအတိအကျမှန်ချင်မှမှာ အဲ့ဒီတော့လေလံပွဲလွတ်လိုက်တဲ့ခါမှာဝယ်သူတွေကသူတို့ဘလောက်အထိပေးနိုင်တယ်လဲဆိုတာကိုအပြိုင်အဆိုင်ထုတ်ဖော်လာကြတယ် အားကြောင့်ရောင်းသူအသက်အချိန်ကုန်အလွန်သက်သာစေပြီးအကျိုးအမြတ်အများဆုံးရစေတဲ့မဟာဗျူဟာမြောက်ကိရိယာတစ်ခုဖြစ်လာတာပါဗျာ တဘောပေါက်ပါပြီကိုကဘလောက်ရချင်တယ်လဲဆိုတာထက်ဈေးဘက်ကဘလောက်ပေးနိုင်တယ်လဲဆိုတာကိုကစားသမားတွေကိုယ်တိုင်ဖော်ထုတ်ခိုင်းလိုက်တဲ့သဘောပေါ့ အတီးအီကြပါပဲ ကဲအခုဆိုရင်ကျမတို့စာတမ်းမှာအကြောင်းအရာတွေကိုအတော်လေးနက်နဲ့ဖြည့်ချိပြီးသွားပြီထင်လို့အနှစ်ချုပ်ကြည့်အောင်ပါ ဟုတ်ကဲ့ဗျာ အခုလေ့လာခဲ့ရတဲ့ကစားပွဲ theory ဆိုတာ
တင်ချာညီမြရင်းတွေချီတက်ချက်ညီတာမဟုတ်ဘူးနော်လူတဘာဝလူတွေရဲ့ယုံကြည်မှုမယုံကြည်မှုနဲ့သူတစ်ပါးရဲ့ခြေလမ်းကိုကြိုတင်ခမှန်းရတဲ့အမှုပညာတည်းရဲ့လို့ဆိုရင်ပုံမှန်လိမ့်မယ် အသေးချပါပဲဗျာဒီကစားခွဲ theory အသိပညာတွေကနားဆင်သူတွေအတွက်လက်တွေ့ဘဝမှာအများကြီးအထောက်အကူဖြစ်စေမှာပါ ဘလို့နေရာတွေမှာအထုံးဝင်မလဲရှင် ကိုကကားဝယ်အိမ်ဝယ်ဖို့စီးစစ်တဲ့ခါမှာပဲဖြစ်ဖြစ်လုပ်ငန်းခွင်အတွင်းမှာလာစာတိုးဖို့ညီနိုင်တဲ့ခါမှာပဲဖြစ်ဖြစ်ကိုယ့်ရဲ့စိတ်ခံစားမှုကိုရှေ့တန်းမတင်ပဲတစ်ဖက်လူရဲ့အနေထားသူတို့မှာဘာအချက်လက်တွေရှိနေသလဲသူတို့ဘယ်လိုတုံ့ပြန်လာနိုင်ခြေရှိသလဲဆိုတာတွေကိုမဟာဗျူဟာမောက်ကြိုတင်တွေးခေါ်နိုင်ဖို့အများကြီးအတုံးဝင်ပါတယ်ဗျာ မှန်လိုက်တာရှင် ပြိုင်ဘက်ရဲ့ဖိနှက်ကိုဝင်စီးကြည့်နိုင်စွမ်းကအမြဲတမ်းအားသာချက်ပါပဲ တက်ကေကိုမှတ်သားစရာပါပဲဒီအစီအစဉ်လေးတစ်ချောင်းလုံးကျမတို့ဆွေးနွေးရတယ်လို့ပါပဲလူတွေရဲ့ဆုံးဖြတ်ချက်တွေကအမြဲတမ်းရှင်းလင်းပြတာပြီးအကျိုးသင်အကြောင်းသင်ရှိမနေပါဘူး ဟုတ်တယ်ဗျာ အခုဆိုရင်ကျမတို့တွေဟာရာရာကိုအမားယွင်းမရှိတိတိကျကျတွက်ချက်နိုင်တဲ့ဉာဏ်ရည်တု AI ဒီကြီးစိုးလာတဲ့ခေတ်ကြီးတွေကိုရောက်နေကြပြီလေ AI တဲ့တော့ AI တွေက pure strategies တွေ Nash equilibriums တွေကိုစက္ကန့်ပိုင်းတွင်းအလွယ်တကူတွဲထုတ်ပေးနိုင်တယ်သူတို့ကအမြဲတမ်းအယိုးသင်အကြောင်းသင်မှန်ကန်တဲ့လမ်းကြောင်းကိုပဲရွေးချယ်ကြမှာပါ ဟုတ်ပါတယ် ဒါမဲ့ခုနကကျမတို့ဆွေးနွေးခဲ့တဲ့ engine စက်ရုံကိုမီးရှို့ဖျက်ဆီးလိုက်တဲ့ဥပမာကိုပဲပြန်တွေးကြည့်ပါဒါဆိုရင်မေးစရာရှိလာတာကရာရာကိုကွန်ပျူတာလိုတွက်ချန်နိုင်တဲ့ခေတ်ကြီးမှာကျမတို့လူသားတွေရဲ့တခါတရံမှာစင်ကျင်တုံတရားကင်းမဲ့စွာဖြုမှုတက်ကဲတဘာဝလေးကပဲ AI နေတောင်ကြိုတင်မခတ်မနိုင်တဲ့ပြိုင်ဆိုင်မှုလောကမှာနောက်ဆုံးကြံခဲ့မဲ့အပြင်းထန်ဆုံးမဟာဗျူဟာမြောက်လက်နက်ကြီးများဖြစ်နေမလားဆိုတာကတော့နားဆင်သူတွေဆက်လက်တွေးတောကြည့်ဖို့ခြံထားရေးချစ်ခြင်းပါတယ် တကယ်ကိုစဉ်းစားစရာပါပဲဗျာ နားဆင်ပေးကြတဲ့ကအထူးပဲကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်7စားစရာအကြောင်းအရာတွေနဲ့ပြန်လည်ဆုံတွေ့ကြပါမယ်